လုံခဲ့တဲ့နှစ်ပေါင်းများစွာကဇွဲကပင်တောင်ကြီးအနီးမှာရှိတဲ့တာယာလှပတဲ့ရွာကလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာဖခင်ဖြစ်သူစက်ဖာတန်မိခင်ဖြစ်သူနော်ဖော့ရာတို့ဟာတာကြီးစံစိတ်မုံနဲ့သမီးငယ်နော်မှုဖန်တို့နဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။သူတို့မိသားစုကလေးကစင်ရဲပေမဲ့လည်းစိတ်နှလုံးဖြူစင်ကြပြီးတောင်ယာစိုက်ပျိုးရင်းနဲ့ပဲဘဝကိုအေးအေးချမ်းချမ်းရှာဖွေစားတောက်နေထိုင်ရတယ်။ဖခင်ဖြစ်သူစက်ဖာတန်ရဲ့အကြီးအမားဆုံးဆန္ဒကတော့သားဖြစ်သူဆန်းစိတ်မိုးကိုသာသနာပေါင်းသွင်းပြီးရှင်သာမဏေပြုကလှူဒန်းပေးဖို့ပဲဖြစ်တယ်။ဒီမြင့်မြတ်တဲ့ရည်ရွယ်ချက်အတွက်သူတို့ဇနီးမောင်နှံဟာအလုပ်ကြိုးစားလုပ်ပြီးသူတို့ရဲ့ချွေးနှဲစာတွေကိုတပြားချင်းစုဆောင်းခဲ့ကြရတယ်။ဒါပေမဲ့ဘဝဆိုတာမမြဲခြင်းတရားတွေနဲ့အမြဲပြည့်ညတ်နေတယ်။ဒီနေ့မှာတော့ဖခင်ဖြစ်သူစက်ဖာတန်ကတောင်ယာထဲမှာအလုပ်လုပ်နေတော့မထင်မှတ်ပဲကြားကြိုက်ခံရပြီးဆုံးပါသွားခဲ့တော့တယ်။ပျော်ရွှင်စရာကောင်းခဲ့တဲ့မိသားစုကလေးဟာလည်းတညအတွင်းမှာပဲပြိုကွဲပျက်စီးသွားခဲ့ရတယ်လို့သားဖြစ်သူကိုရှင်ပြုတ်ပေးခြင်းနဲ့အိမ်မက်တွေကလည်းပျောက်ဆုံးသွားခဲ့ရတော့တယ်။မိခင်ဖြစ်သူနော်ဖော့ရာကတော့မုတ်ဆိုးမဘွားနဲ့ကလေးနှစ်ယောက်ကိုငိုရင်းတလဲရဲရင်တလဲနဲ့ခက်ခဲပင်ပန်းစွာကြွေးမွေးပြုစုခဲ့ရပါတော့တယ်။အချိန်တွေကုန်လွန်လာတဲ့အခါမှာတော့ရွာသူရွာသားတွေကတနာစရာကောင်းတဲ့နော်ဖော့ရာတို့ကလေးတွေကလည်းငယ်သေးတယ်။မင်းလည်းအားကိုးရမဲ့နေတယ်။နောက်ရင်တော့ပြုပါအောင်ဆိုပြီးဝိုင်းဝန်းတိုက်တွန်းကြလေတော့တယ်။အဆုံးမှာတော့ကလေးတွေအပေါ်မှာလည်းချစ်ခင်ကျင်နာမယ်လို့ထင်ရတဲ့မုတ်ဆိုးဖို့တယောက်နဲ့နောက်အိမ်တောင်ပြုခဲ့ပါတော့တယ်။ဒါပေမဲ့ဒီလက်ထပ်ပွဲကသူတို့မိသားစုအတွက်အမှောင်တူတဲကိုခြေလန်းဆလန်းလိုက်တာပဲဖြစ်ပါတော့တယ်။နောက်အိမ်တောင်ပြုပြီးမကြခင်မှာပဲပထွေးဖြစ်သူဟာသူ့ရဲ့ဇယိုက်အမှန်တွေကိုပြသလာတော့တယ်။သူကအရက်တွေကိုနေတိုင်းတောက်တယ်။မူယူရန်ကားပြီးကလေးနှစ်ယောက်ကိုလည်းအကြောင်းမဲ့ဆဲဆူငောက်ငန်းကနှိပ်စက်ပါတော့တယ်။ကလေးနှစ်ယောက်ကလည်းအမြဲတမ်းကြောက်လန့်တကြားနဲ့စိတ်ဆင်းရဲနေခဲ့ရတယ်။ပြီးတော့ပထွေးဖြစ်သူကဇနီးဖြစ်သူကိုမင်းကလေးတွေကိုအလုတ်လောက်ခိုင်းအလကားမကျွေးနိုင်ဘူးဆိုပြီးဖိအားပေးပြောဆိုခဲ့လေတယ်။နော်ဖော့ရလဲရင်ထဲမှာနာကျင်နေခဲ့ပေမဲ့အလုတ်မလုတ်ခိုင်းရင်ခင်မွန်းဖြစ်သူကကလေးနှစ်ယောက်ကိုပိုးပြီးနှိမ့်ဆက်လာမှဆိုတဲ့အတွက်ကလေးတွေကိုစပားထောက်ခိုင်းတာကအစပင်မန်းနဲ့အလုတ်ကျန်းတွေကိုလှုပ်ခိုင်းခဲ့ရပါတော့တယ်။ဒါပေမဲ့ပထွေးဖြစ်သူရဲ့ရက်စက်မှုတွေကတော့ကလေးနှစ်ယောက်အပေါ်မှာအဆုံးမရှိခဲ့ပါဘူး။ဒီနေ့မှာတော့ပထွေးဖြစ်သူကကလေးနှစ်ယောက်ကိုမြင့်မားလာတဲ့ဇွဲကပင်တောင်ထိပ်ပေါ်ကိုလိမ့်လေပြောဆိုကခေါ်သွားပါတော့တယ်။တောင်ထိပ်ကိုရောက်တဲ့အခါမှာတော့သူဟာကလေးနှစ်ယောက်စလုံးကိုကြောက်သေးကိုရက်ဆက်တွန်းချလိုက်ပါတော့တယ်။ပြီးတော့တယောက်တည်းအိမ်ကိုပြန်သွားလိုက်တော့တယ်။အမြင့်ပေပေါင်းများစွာကပြုတ်ကျနေတဲ့အချိန်မှာကလေးနှစ်ယောက်ဟာလည်းကြောက်လန့်တကြားနေစံတော်ရှင်ဇွဲကပင်စေတီတော်ကြီးကိုသာအာယုံပြုတ်ပြီးတိုင်တဲဆူတောင်းခဲ့ကြတယ်။အံ့ဩစရာကောင်းလာတဲ့ဖះတကိုးတော်ကြောင့်ကလေးနှစ်ယောက်ဟာလည်းတောင်အောက်ကိုပြုတ်ကြပြီမင်းအောက်ကဝါချုံဘော်တွေကိုသာကြားရောက်ခဲ့တဲ့အတွက်အသက်ဘေးကနေလွတ်မြောက်သွားခဲ့ရတော့တယ်။ဒါဟာမယုံနိုင်စရာကောင်းတဲ့ကံကောင်းမှုပါပဲ။ဒါပေမဲ့ကလေးတွေဟာအရန်ကိုကြောက်လန့်နေကြပြီးအိမ်ကိုလည်းမပြန်ရဲကြသေးဘူး။တညလုံးတောထဲမှာပုံအောင်နေခဲ့ကြပြီးမိုးလင်းကနီးမှအိမ်ပြန်လာခဲ့ကြတော့တယ်။ပြီးမှအမေဖြစ်သူစီကိုခိုးဝင်ကဖြစ်သမျှအကြောင်းစုံကိုငိုးယူပြီးပြောပြခဲ့ကြပါတော့တယ်။အကြောင်းစုံကိုသိလိုက်ရတဲ့အတွက်မိခင်ဖြစ်သူနော်ဖော့ရဟာလည်းရင်ကွဲမတက်ဝမ်းနေခဲ့ရပါတော့တယ်။ငါသားသမီးတွေငါနဲ့အတူရှိနေထပ်ပြီးအသက်ခံရအောင်ပါဆိုပြီးတွေးမိတဲ့မိခင်ကြီးကကလေးညောင်ကိုဇွဲကပင်တောင်ရင်လူသူမနီးတဲ့တောအုပ်ထဲမှာရှိတဲ့လှိုင်ကူတစ်ခုထဲမှာသွားရောက်ထားခဲ့ရပါတော့တယ်
သူတို့မောင်နှမနှစ်ယောက်ကပထွေးဖြစ်သူကိုကြောက်လို့သာလှိုင်ကောင်းထဲမှာနေခဲ့ရပေမယ့်မိခင်ဖြစ်သူနဲ့တော့မခွဲနေကြကြဘူးဒါပေမဲ့အဲ့ဒီဂူထဲမှာပဲမောင်နှမနှစ်ယောက်ဟာဒေါကောင်တွေနဲ့အမောင်တို့တွေကြားထဲမှာအားကိုးရမဲ့စွာနှစ်ယောက်ထဲနေထိုင်ခဲ့ရပါတော့တယ်အကိုဖြစ်သူစံစီမို့ဟာညီမလေးနော်မှုဖန်အတွက်တော်တွေကအသည့်အနှံတွေကိုရှာဖွေကြွေးမှုရဲ့ဒါပေမဲ့လည်းသူတို့မောင်နှမနှစ်ယောက်ကဆုံးမသွားတယ်ဖခင်နဲ့မိခင်ကြီးကိုသာလွမ်းစွတ်တန်းတရင်းနဲ့ရက်တွေကိုကုံလွန်ဖြတ်တန်းခဲ့ရပါတော့တယ်ဒီနေ့မှာတော့အေးစိတ်နေတဲ့ဂူထဲမှာမောင်နှမနှစ်ယောက်မီးဖို့ဖိုးပြီးမီးလုံနေတဲ့အချိန်မှာပဲထူးဆန်းတဲ့ရသေးကြီးတစ်ပါးရောက်လာခဲ့တော့တယ်ရသေးကြီးဟာတနာစရာကောင်းတဲ့မောင်နှမနှစ်ယောက်ကိုကြည့်ပြီးအသင်တို့ဟာသာသနာတော်အတွက်ပါရမီဖြည့်ရမယ့်လူတွေပဲဆိုပြီးမိန့်ကြားခဲ့ပါတော့တယ်ပြီးတော့ရွှေရောင်ဝင်းနေတဲ့စေသုံးလုံးကိုပေးပြီးစားခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှေ့ကမီးပုံတွေကိုခုံဆင်ခိုင်းပြီးတော့တစ္ဆာဆိုခိုင်းတော့တယ်အသင်တို့မောင်နှမဟာသာသနာတော်တိုးတက်အောင်ဖျားဖူးလာတဲ့သူတွေကိုဘေးအန္တရာယ်ကင်းအောင်စီးပွားဥစ္စာတိုးတက်အောင်စောက်ရှောက်ကြရမယ်ဆိုတဲ့တစ္ဆာကိုဆိုခိုင်းပြီးတော့မီးပုံတွေကိုခုံဆင်းလိုက်ကြတဲ့ခဏမှာပဲအံ့ဩစရာကောင်းလာတဲ့အဖြစ်အပျက်ကလည်းဖြစ်လာပါတော့တယ်လူမမဲကလေးနှစ်ယောက်ဟာချောမောလှပတဲ့လူလင်ပြုံနဲ့လုံးမပြိုဖြစ်ပြောင်းလဲသွားပြီးတော့ဇွဲကပင်တောင်တော်နဲ့စံတော်ရှင်မြတ်ဇီဒီကိုယနေ့တိုင်စောက်ရှောက်ပေးနေရတဲ့နတ်မောင်နှမအဖြစ်ဘဝပြောင်းလဲသွားခဲ့ပါတော့တယ်ဒီသမိုင်းကြောင်းကိုယုံကြည်ကြတဲ့ဒေသခံတွေကဇွဲကပင်တောင်ကိုတက်တဲ့သူတိုင်းသူတို့နှစ်ယောက်ကိုအမြဲတမ်းတိုင်တင်ဆူတောင်းခဲ့ကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကလည်းဆရာတော်ဥကေတုကိုယ်တိုင်ဦးဆောင်ပြီးသူတို့မောင်နှမအတွက်တိုင်နှန်းကိုလည်းတိဆောက်ပေးခဲ့ပါတယ်ဇွဲကပင်တောင်တော်ကိုအဝေးကကြည့်လိုက်ရင်ကရင်မောင်နှမရဲ့ပုံရိပ်ကသူတို့ရဲ့တစ္ဆာတရားနဲ့စောင့်ရှောက်မှုကိုဟောပြနေတာပဲဖြစ်ပါတယ်တငယ်ချင်းတို့ဇွဲကပင်တောင်ကိုသွားတဲ့အခါမှာတော့အဲ့ဒီမောင်နှမနှစ်ယောက်ရဲ့ပုံရိပ်ကိုမြင်တွေ့ခဲ့ရဘူးပါသလားကွန်မန့်မှာပြောပြခဲ့ပေးပါအောင်နော်ဒီလိုမျိုး